မင်္ဂလာပါရှင်။ကျမကတော့ဒေါက်တာဧပြီသီရိဖြစ်ပါတယ်။ကျန်းမာရေးနဲ့စိတ်ပညာဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့သူဖြစ်ပါတယ်။ဒီဗီဒီယိုလေးထဲမှာတော့ fever လို့ခေါ်တဲ့အဖျားတက်ခြင်းနဲ့ပတ်သက်တဲ့သိသင့်သိထိုက်တဲ့အချက်ကလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်။အဖျားဆိုတာလူတိုင်းကြုံတွေ့ဘူးတယ်ပေါ့နော်။မဖျားဘူးတဲ့သူမရှိဘူး။ဒါပေမဲ့ဘလို့ခါမျိုးမှာအဖျားလို့သတ်မှတ်မလဲ။အဖျားလို့သတ်မှတ်မယ်ဆိုရင်ဒီ thermometer တွေနဲ့တိကျစွာတိုင်းပြီးတော့မှဖျားတယ်လို့ပြောလို့ရမယ်။လက်နဲ့ကင်ကြည့်ပြီးတော့ပူတာနဲ့ကိုပူနေပြီဖျားနေပြီအဲ့လိုပြောလို့မရဘူးပေါ့နော်။အဲ့ဒီလိုမျိုး thermometer နဲ့တိုင်းတဲ့ခါမှာလဲ38 degree Celsius ဒါမှမဟုတ်လို့ရှိရင်100.4 degree Fahrenheit ဆိုရင်တော့ဖျားနေပြီလို့ပြောလို့ရတယ်ပေါ့နော်အဖျားဘာကြောင့်တက်တာလဲဆိုရင်ခန္ဓာကိုယ်ကနေပြီးတော့မလိုအပ်တဲ့အရာတစ်ခုတွေအတွက်သူတို့ကတုံ့ပြန်နေတဲ့တုံ့ပြန်မှုတုံ့ပြန်တာကိုပြတဲ့လက္ခဏာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အဖျားတက်ပြီဆိုတာနဲ့ဒီအဖျားတက်ရတဲ့အကြောင်းရင်းအမြဲတမ်းရှိပါတယ်အဖျားတက်တာနဲ့ဒီအသက်ရှူလမ်းကြောင်းပြဿနာတွေနဲ့တွဲနေရင်တော့ယောဂပိုးကအသက်ရှူလမ်းကြောင်းနဲ့ဝင်တာဖြစ်နိုင်တယ်လို့ဒီ one ပြက် one shot တွေနဲ့တွဲတယ်ဆိုရင်တော့ဒီအစာရင်လမ်းကြောင်းပေါ့နော်အဲ့လမ်းကြောင်းပိုးဝင်တာတွေဖြစ်နိုင်တယ်စီးပူစီးခြင်းတွေနဲ့တွဲနေရင်တော့ဒါကစီးလမ်းကြောင်းပိုးဝင်တာတွေဖြစ်နိုင်တယ်အဲ့လိုမျိုးခွဲခြားလို့ရတယ်ပေါ့နော်အဲ့ဒီထဲမှာမှအပြင်ကနေပြီးတော့ bacteria virus ဝင်တာမဟုတ်ဘဲနဲ့အပြင်အပူချိန်တွေတက်တဲ့အခါမှာလည်းခန္ဓာကိုယ်အပူချိန်လိုက်ပြီးတက်တဲ့အခါတွေရှိပါတယ် heat stroke တွေပါတယ်ဖြစ်တဲ့ဆိုတာအဲ့လိုမျိုးပေါ့နော်ရာသီဥတုသဘာဝပူတာကြောင့်မလို့လူကြီးတွေเนาะအရန်ငယ်လွန်တဲ့ကလေးတွေမှာအပူချိန်တက်တာမျိုးတွေအဲ့လိုအနေထားမျိုးတွေပေါ့နော်နောက်တစ်ခုကကျတော့ခန္ဓာကိုယ်ကရေဓာတ်တွေဆုံးရှုံးတဲ့အခါမှာလည်းအပူချိန်ကတက်ပါတယ်ကာကွယ်ဆေးတွေထိုးတဲ့အခါမှာလည်းခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတစ်ခုအနေနဲ့အဖျားတက်တာကိုတွေ့ရမှာဖြစ်ပါတယ်ခန္ဓာကိုယ်မှာအဖျားတက်တဲ့အခါမှာပုံမှန်တိုင်းဆိုရင်1ရက်2ရက်တက်တယ်ပေါ့အဲ့ထက်ပိုပြီးတော့အဖျားတာရှည်ဖျားတယ်ညနေဘက်တွေမှာပူနေတယ်เนาะအဲ့လိုမျိုးတွေဖြစ်ပြီးဆိုရင်တော့ဘာကြောင့်ဖျားလဲဆိုအကြောင်းရင်းတွေကိုရှာဖို့လိုပါတယ်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအကျနေတဲ့အခါမှာလည်းအဖျားတာရှည်ဖြစ်တတ်တယ်လို့မျိုးကိုယ်ခန္ဓာကိုယ်ပြန်ပြီးတော့တိုက်နေတဲ့ auto immune disease တွေမှာလည်းခန္ဓာကိုယ်မှာအဖျားတက်တတ်ပါတယ်ပြီးတော့သဲလိုနေရာမျိုးတွေနဲ့ခန္ဓာကိုယ်ရဲ့တခြားသောအစိတ်အပိုင်းတွေမှာပြည်တဲ့နာတွေရှိနေမယ်ဆိုရင်လည်းခန္ဓာကိုယ်မှာအဖျားတွေတက်နေတတ်ပါတယ်အဖျားတက်တာနဲ့တွဲပြီးတော့ပေါ့နော်ဘိုက်အောင်မယ်ပြီးလို့ရှိရင် coffee ground vomited လို့ခေါ်တဲ့မဲမဲရေအန်မယ်ဆိုလို့ရှိရင်လည်းဒါသွေးလွန်တုပ်ကွေးများလားဆိုပြီးတော့ကလေးတွေမှာဂရုစိုက်ပေးဖို့လိုပါတယ်ခန္ဓာကိုယ်မှာအနီးစက်တွေပေါ်ပြီးဖျားတဲ့အခါမှာလည်းအနီးစက်တွေကိုဖိကြည့်လိုက်တဲ့အခါမှာပျောက်မသွားဘူးဆိုရင်ဒါလည်းစိုးရင်ရတဲ့အနေအထားမျိုးမှာရှိပါတယ်အဖျားတက်တာနဲ့တွဲပြီးတော့လဲတက်နေတဲ့အခါမျိုးတွေမှာလည်းဂရုစိုက်ဖို့လိုပါတယ်။ကလေးတွေမှာဆိုတော့ febrile fit လို့ခေါ်တယ်ပေါ့။ဖျားလို့တက်တာဆိုအဖျားချလိုက်လို့ရှိရင်တက်တာပျောက်သွားတယ်။ဒါပေမဲ့ကြောင်ကဒန်းဖြစ်တာတွေနဲ့တွဲနေမယ်။ဒါမှမဟုတ်ဆရာဝန်တွေစမ်းသပ်ကြည့်လိုက်လို့ neck stiffness တွေရှိနေမယ်ဆိုရင်တော့အုံနောက်အမေးအောင်တာများလားဆိုပြီးတော့ထပ်မံပြီးတော့နော်အရေးကြီးတဲ့ကုသမှုတွေရယူဖို့လိုအပ်ပါတယ်။ခန္ဓာကိုယ်မှာအဖျားတက်တာနဲ့အတူတူစီးအယောင်တွေရင့်လာမယ်ဆိုရင်လည်းခန္ဓာကိုယ်မှာရေဓာတ်ဆုံးရှုံးနေတာဖြစ်နိုင်တယ်လို့ဝမ်းသွားနေတဲ့လူနာမှာလည်းဝမ်းအယောင်ဖြော့တော့ပြီးတော့ပြောင်းလဲလာရင်ဒါခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးမှုများတာကိုပြတာဖြစ်တဲ့အတွက်ကြောင့်မလို့အရေးကြီးတဲ့ကုသမှုတွေကိုရယူဖို့လိုအပ်တာဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့အပူချိန်102 degree Fahrenheit တက်နေပြီဆိုရင်တော့ဒါအရန်ကို view ဆက်ရမယ့်အခြေအနေဖြစ်ပါတယ်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကပြိုကွဲပြီးတော့သူ့မှာရှိတဲ့အရာဝတ္ထုတွေကိုကြောက်ကက်ကနေစွန့်တယ်စွန့်တဲ့အခါမှာကြောက်ကက်ကစွန့်မနိုင်တဲ့အခါတွေမှာကြောက်ကက်ပြက်တာတွေဖြစ်တတ်ပါတယ် rhabdomyolysis လို့ခေါ်တာပေါ့နော်များသောအားဖြင့် rhabdomyolysis ကကလေးတွေမှာတော့ rare ဖြစ်တယ်ရှားတယ်ဒါပေမဲ့ကလေးတွေမှာ rhabdomyolysis ဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒါလုံးဝ red flag ပဲကလေးတယောက်က rhabdomyolysis တကယ်ဖြစ်နေလားမဖြစ်ဘူးလားဆိုတာဘယ်လိုသိနိုင်မလဲဆိုရင်ဖျားတာနဲ့အတူခန္ဓာကိုယ်ကိုက်ခဲရုံများတာမကအစားတွေလည်းမဝင်တော့ဘူးမလန်းတော့ဘူးနောက်တစ်ချက်ကမစော့တော့ဘူးကလေးဆိုတာစော့တယ်မျိုးပေါ့စော့ကိုစော့ရမယ်သူနေမကောင်းလဲရအောင်စော့နေမယ်ပျော်နေမယ်လန်းနေမယ်ဆိုရင်ဒါစိတ်မပူအောင်နေမကောင်းတာနဲ့တွဲပြီးတော့ဖျားတာနဲ့တွဲပြီးတော့เนาะမလန်းတော့ဘူးเนาะမစော့နိုင်တော့ဘူးဆိုရင်တော့ဒါဂရုစိုက်ရမယ့်အနေအထားတစ်ခုကိုရောက်သွားပြီပေါ့နော်အဖျားဆိုတာခန္ဓာကိုယ်ကနေတုံ့ပြန်တဲ့လက္ခဏာတစ်ခုဖြစ်တဲ့အတွက်ကြောင့်အဖျားရှိတာနဲ့နော်အကြောင်းရင်းရှာရုံနဲ့ပြီးလားဆိုမပြီးပါဘူးဒီအဖျားကိုချပစ်ဖို့လည်းလိုပါတယ်နော်ခန္ဓာကိုယ်ကအဖျားကိုချတဲ့အခါမှာလည်းနီးလန်းမှန်ကန်မှုလိုပါတယ်အဖျားကျဆေးတွေတောက်တဲ့အခါမှာခန္ဓာကိုယ်ကလိုအပ်နေတဲ့ဆေးပမာဏဟုတ်ရဲ့လားဆိုတာလည်းသိဖို့လိုပါတယ်ခါလေးကြလို့ရှိရင်ကလေးတွေပေါ့နော်အဖျားတက်လို့တိုက်တယ်ပါစီတမောတစ်ချမ်းဆိုကလေးကိုကြည့်လိုက်တော့ဆရာဝန်ကတော့မော့ကြီးရအရက်ကြီးနေအဲ့လိုမျိုးဆိုမဟုတ်သေးဘူးသူတို့ရဲ့ခန္ဓာကိုယ် body weight နဲ့တိုင်းပြီးတော့တိကျတဲ့ပမာဏကိုပေးဖို့လိုအပ်ပါတယ်ဒါမှသာအဖျားကြမှာဖြစ်ပါတယ်ခိုင်ကြရင်တချို့လူကြီးတွေကစိတ်ပူတယ်ကလေးအဖျားကြခြင်းလို့ဆေးထိုးပေးတဲ့ဆေးကန်းတွေကိုတွားပြီးဆေးထိုးပလိုက်တယ်ကလေးတွေကအဖျားကြဖို့ဆေးမထိုးရပါဘူးသူတို့မှာလူကြီးတွေတက်စားလို့ရှိရင်ဒီကြောက်ကက်ကထိုးဆေးကိုခံနိုင်အားနည်းပါတယ်သူတို့ကိုစိုးအိုထဲထည့်တဲ့အဖျားကြဆေးတွေသုံးပေးလို့ရပါတယ်ခန္ဓာကိုယ်အဖျားကြဖို့နောက်နည်းတစ်ခုကတော့ခန္ဓာကိုယ်ရဲ့ရေဓာတ်တွေပြန်ဖြည့်ပေးတာပေါ့နော်အဲ့ဒီခါမှာရေတွေတောက်လို့ရတယ်နောက်ပြီးရင်အသီးဖြော်ရည်တွေတောက်လို့ရတယ်စွပ်ပြုတ်တွေတောက်လို့ရတယ်ဆန်ပြုတ်ကြဲကြဲလေးတွေတောက်လို့ရတယ်
အဲ့လိုနည်းနဲ့လည်းခန္ဓာကိုယ်ရေဓာတ်တွေကိုပြန်ပြီးဖြည့်တင်းခြင်းအပြင်နဲ့အဖျားချပေးလို့ရပါတယ်နောက်လွယ်ကူပြီးတော့အိမ်မှာပဲသုံးလို့ရတဲ့အဖျားချတဲ့နည်းကတော့ tepid spanking လို့ခေါ်တဲ့ရေဘတ်တိုက်ခြင်းဖြစ်ပါတယ်ရေဘတ်တိုက်တဲ့နေရာမှာလည်းနည်းလမ်းမှန်ဖို့လိုပါတယ်ရေကိုအရန်အေးတာတွေနဲ့တိုက်လို့မရသလိုအရန်ပူတဲ့ရေနဲ့လည်းတိုက်စရာမလိုပါဘူးရေပိုက်ကနေကျနေတဲ့ပုံမှန်အေးရှိတဲ့ရေကိုပဲဒီအဝတ်တန်တန်လေးနဲ့ပေါ့နော်ယူမယ်ညှစ်မယ်ပြီးလို့ရှိရင်လူပေါ်ကိုတင်မယ်တင်တဲ့အခါမှာလည်းနှစ်ဖူးပေါ်ပဲတင်ပြီးလို့တော့ဘာအပူမှမကြဘူးပေါ့နော်ဘယ်လိုနေရာတွေတင်ရမလဲဆိုရင်သွေးကြောကြီးသွားနေတဲ့လေပင်ဂျိုင်းကြားပေါင်ကြားအဲ့လိုနေရာမျိုးတွေမှာရေဘတ်ဝတ်ကိုအုပ်ပေးပြီးတော့ရေဘတ်ဝတ်ပူလာတဲ့တခါရေညှစ်အဲ့လိုမျိုးလေးရေဘတ်တိုက်ပြီးလို့ရှိရင်လူနာမှာတိတိတသားနဲ့အဖျားကျသွားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့လူတိုင်းကြုံတွေ့မှုတဲ့အဖျားလက္ခဏာနဲ့ပတ်သက်လို့ဘလို့အချက်တွေတော့သတိထားရမယ်ဘယ်အခါမှာတော့အရေးကြီးတဲ့ကုသမှုတွေကိုရယူရမယ်ကုသမှုတွေရယူတဲ့အခါမှာလည်းဘလို့မှန်ကန်တဲ့နည်းလမ်းတွေနဲ့ရယူရမယ်ဆိုတာတွေကိုကျွန်မပြောပြပေးတာဖြစ်တဲ့အတွက်အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်နောက်ထပ်ဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေနဲ့စိတ်ပညာနဲ့ပတ်သက်တဲ့ဘုဒ္ဓတာလေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ YouTube မှာ Dr. April 3လို့ရိုက်ရှာပြီးတော့ like and subscribe လေးလုပ်ပေးထားဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်